ကန်ဆိုးတယ်တော့ဘယ်တော့မှမတွေးနဲ့ကန်ကကောင်းမိတာကန်ကောင်းမိတာလူဖြစ်နေတာကကန်ကောင်းနေတာပဲမဟုတ်လားလူဖြစ်နေတာကကန်ကောင်းနေတာလေလူမဖြစ်တဲ့တတ္တဝါတွေအများကြီးလူဘဝကိုမရတဲ့ပုံကိုယ်တွေအများကြီးတန်တရာမှာငရဲကြတဲ့လူတွေအများကြီးတိဆံဘဝရောက်နေတဲ့လူတွေအများကြီးအပယ်လေးပုံဟိုပိတ္တာဖြစ်နေတဲ့ပုံကိုယ်တတ္တဝါတွေအများကြီးသူတို့နဲ့ရှင်လို့ရှင်ကိုကလူဘဝကိုရနေတာကကန်ကောင်းမိတာပေါ်ပိတ်ကန်ကောင်းတာလူချင်းတူတာမှကိုလည်းအင်္ဂါပြည့်စုံနေတယ်ကိုမှနားတယ်ကြားခွင့်ရှိနေတယ်မျက်စိတွေမြင်ခွင့်ရှိနေတယ်နှာခေါင်းနဲ့နံခွင့်ရှိနေတယ်ရှားမှာအရသာခံခွင့်ရှိနေတယ်ခန္ဓာကိုယ်လှုပ်ရှားခွင့်ရှိတယ်အဲ့ဒီကိုလည်းအင်္ဂါစုံစုံနေနေလေးတွေနဲ့ဖြစ်နေတာကကိုဘွားကံကောင်းပြီးသားပဲဒီတဲ့ပေါ်ပြီးတော့ကံကောင်းအောင်ပြောမယ်ဆိုရင်လူလည်းဖြစ်လာတယ်ဖယားသာသနာနဲ့ကြုံတွေ့နိုင်ဗုဒ္ဓဘာသာလည်းဖြစ်ခွင့်ရနေတယ်ဆိုရင်ဗုဒ္ဓဘာသာဝင်ရှုတောင်းရအားလုံးက perfect ပဲဘဝဘာမှမကျင်တဲ့ဆရာမရှိဘူးဘာမှအလိုမကျဖြစ်ဆရာအကြောင်းမရှိလူတွေမှာကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်သူတစ်ပါးကိုအားကြတယ်ဆိုတာကကိုယ့်ဘဝမပြည့်စုံလို့မဟုတ်သူတစ်ပါးရဲ့ပြည့်စုံမှုကိုကြည့်ပြီးတော့သူတို့လိုဖြစ်စေနဲ့စိတ်ကြောင့်မကျင်မနဲ့ဖြစ်တာသူတို့သုံးတယ်လို့ကိုမသုံးနိုင်လို့ကိုယ့်ဘဝမကျင်မနဲ့ဖြစ်တာသူတို့စီးတယ်လို့ကားတွေမစီးနိုင်လို့ကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်တာရုပ်ပိုင်းဆိုင်ရာကိုသွားပြိုင်လို့ကိုယ်စိတ်ကိုမကျင်မနဲ့ဖြစ်စေတာပဲတကယ်လည်းညရင်အပြိုင်လွဲတာပဲအပြိုင်လွဲလို့ကိုယ့်ဘဝကိုအားမကျဖြစ်တာအပြိုင်လွဲလို့ကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်တာရုပ်ပိုင်းဆိုင်ရာပြန်ရတာမဟုတ်ပြိုင်နေဆိုရင် character ပြန်ရတာကိုချင်းတရားပြန်ရတယ်ကုသိုလ်တရားပြန်ရတယ်ဖုံးကတော့ तू ပတ်စံရှင်ဝယ်သုံးလို့ရတာပဲ तू ဖုံးသုံးလို့ကိုယ်လည်းသုံးချင်ဒါတွေကရုပ်ပိုင်းဆိုင်ရာပြိုင်ဆိုင်မှုသူဝတ်တယ်လို့ကိုယ်လည်းဝတ်ချင်ဒါတွေကပြိုင်ဆိုင်မှုပဲအဲ့ဒါတွေကအဓိကမကြောက်အဓိကပြန်ရမှာသူကိုချင်းတရားကောင်းတယ်လို့ငါလည်းကောင်းရမယ်သူကုသိုလ်လုပ်နိုင်တယ်လို့ငါလည်းကုသိုလ်လုပ်နိုင်ရမယ်သူစိတ်ဓာတ်ကောင်းတယ်ငါလည်းစိတ်ဓာတ်ကောင်းရမယ်အဲ့လိုမျိုးဖြစ်ရဆိုတော့ရှိတဲ့အနေအထားနဲ့သူဖုံးတုံးနိုင်တယ်လို့ငါမသုံးနိုင်ရဘူးဆိုမသုံးနိုင်လို့လည်းပဲကိုမှအားငယ်စရာမရှိဘူးကိုမှအဖြစ်စရာတခုမှမဖြစ်ကိုမှလက်ပြန်မတန့်စရာအကြောင်းမရှိခိုးရတာမှမဟုတ်ဆိုတော့ရှက်စရာတွေကလွဲနေတာလူတွေကအရှက်လွဲနေ။သူသုံးနိုင်လို့မသုံးတော့ငါမှလည်းအားငယ်ရရှက်တယ်အဲ့လွဲတာပဲ။သူဝတ်တယ်လို့မဝတ်ရလို့ငါရှက်ရတယ်အားငယ်ရအဲ့အရှက်လွဲတာ။အဲ့ဒါကရှက်စရာမဟုတ်။ကိုရှိတဲ့အနေထားလေးနဲ့ကိုယ့်အကိုပဲသုံးနိုင်ရ။ကိုယ့်အကိုပဲအချင်းနေနဲ့တရားရနဲ့နေနိုင်တာ။အဲ့ဒါရှက်စရာမှမဟုတ်တာ။ရှက်ရမှာကသူများပစ္စည်းခိုးတာမှာသူများကိုပြမကျွလွန်တာမှာ။တိလာတွေဖောက်ပြပြီးတော့မဟုတ်တာတွေလုပ်နေရတာကရှက်စရာ။ဘုရားလူတွေကအရှက်လွဲပြီးရှက်ရမယ့်ဟာကိုမရှက်ဘူးမရှက်ရမယ့်ဟာကိုလိုက်ရှက်နေတဲ့အခါကျတော့လူတွေကကိုယ့်ဟာတာကိုအားမလို့အားမရနဲ့မကြည်မနဲ့တဲ့အများကြီးဖြစ်ကုန်တော့တာပဲနော်ဒါမှမလို့ဘဝမှာသူများနဲ့ချင်းသူများရဲ့ပြည့်စုံမှုကိုကြည့်လို့ရှိရင်ကိုယ့်ဘဝကိုမကြည်မနဲ့တွေဖြစ်တတ်တယ်အလိုမကျဖြစ်တတ်တယ်ဆိုတော့ကိုရှိတဲ့အနေအထားလေးနဲ့ကိုယ်လက်ပြတန်းဖို့ပဲကိုကြိုးစားလိုက်စမ်းပါကိုရှိတဲ့အနေအထားလေးနဲ့ကိုယ့်ဘဝကိုလက်ခံနိုင်စွမ်းရှိအောင်ပဲကြိုးစားလိုက်စမ်းပါ